နဲ့အိမ်မပျော်ခြင်း sleep deprivation and brain health အားလုံးပဲမင်္ဂလာပါရှင် အိမ်မပျော်တာဆိုတာဘာလဲအိမ်မပျော်ခြင်း sleep deprivation ဆိုတာအိတ်ချင်တဲ့အချိန်မှမအိပ်နိုင်တာသို့မဟုတ်အိတ်ချင်တဲ့လောက်မအိပ်နိုင်တာကိုပြောပါတယ်ပြင်းပြအားဖြင့်လူတစ်ယောက်အသက်18နှစ်အထက်တွင်တည9နာရီမှ9နာရီလောက်အိပ်ဖို့လိုအပ်ပါတယ်ဒါနဲ့မတူတာတွေဖြစ်လာရင်ဦးနှောက်နဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေတဖြည်းဖြည်းပေါ်လာတတ်ပါတယ်1မိတ်ညံကြဆင်ခြင်းအိတ်ဆက်ချိန်မှာဦးနှောက်ကတနေ့တာအတွင်းသင်ခန်းစာတွေနဲ့အမှတ်အသားတွေကိုသိမ်းဆည်းပြီးတယ်အိမ်မပြောရင်ဦးနှောက်အဲ့ဒီလုပ်ငန်းစဉ်မလုံးလိုက်တော့ပဲအမှတ်မရှိတော့ခြင်းဖြစ်တတ်ပါတယ်တညာပဲအိမ်မပြောလဲမှတ်ဉာဏ်40%ထိရောတတ်ပါတယ်2အာယုံစူးစိုက်မှုနဲ့ခြင်းဦးနှောက်မှာ attention network လို့ခေါ်တဲ့ neural system တစ်ခုရှိတယ်အိမ်မပြောတာကြောင့်အဲ့ဒီ system နဲ့သွားလို့အာယုံမဆိုင်နိုင်လို့ရမသိဖြစ်တတ်ပါတယ်3စိတ်ခံစားမှုမထိန်နိုင်ခြင်း amygdala emotional center က hyperactive ဖြစ်သွားလို့စိတ်လုံရှားမှုများစိတ်မတည်ဖြစ်တတ်ပါတယ်ဒါကြောင့်အိမ်မပြောသူတွေအနှင်းကပြောတာနဲ့စိတ်အေးလွယ်တတ်ပါတယ်4ဦးနှောက်ဆဲလ်များပျက်စီးခြင်းရှုထောင့်တစ်ခုကဦးနှောက်ဟာအဲ့ရမှာပဲတန့်ရှင်းခြင်းလုပ်တတ်ပါတယ်အိမ်မပြောရင်ဦးနှောက်အတွင်းတွေပျက်စီးသွားတဲ့ protein amyloid beta မတန့်သွားတော့ဘူးအဲ့ဒါက Alzheimer's မှတ်ဉာဏ်ပျောက်ယောဂအန်ဒီရဲ့တက်စေတတ်ပါတယ်ညပြန်လေကောင်းမွန်ဖို့အကြံဉာဏ်များမနေ့တိုင်းနနက်အလင်းတဲနနက်အထွက်15မိနစ်ခန့်ထွက်နေပါ biological clock ကို reset ပေးတယ်တညအိတ်ချင်းကိုတစ်နေ့တစ်ခါချင်းပြီးတဖြည်းဖြည်းတိုးပေးပါအဲ့ရဝဲမတိုင်ခင်နာရီတလောက်ဖုံမကြည့်ပါနဲ့ blue light ကြောင့်ဦးနှောက်မအေးပါအနားလိုချင်ရင် power nap 10 to 20 minutes လုပ်ပါအဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်သိကျင်တဲ့ကျမ်းမာရေးအချက်အလက်များ comments မှာချရေးနိုင်ပါတယ်အကောင့်အသစ်လေးထည့်လို့ YouTube နဲ့ TikTok အကောင့်လေးကို following လုပ်ခဲ့ပြီနော်